မနေ့ကတနင်္လာနေ့မှာတက်လာတဲ့ Fabrizio Romano Sky Sport News Athletic မှာတက်လာတဲ့ဒန်နီဖြစ်သွားတဲ့သတင်းပြောင်းရွှေ့သတင်းလေးတွေကိုမျှဝေပေးခြင်းပါတယ်အားလုံးပဲမင်္ဂလာပါဆိုသူလင်ဘလော့ကနေကြိုဆိုပါရစေဥရောပရဲ့အကောင်းဆုံးတောင်ပန်ကစားသမားနီကိုဝီလီယံကိုတော့ဘာစီလိုနာဘိုင်ယန်အာဆင်နယ်တို့ကခေါ်ယူဖို့စိတ်ဝင်စားမှုတွေမြင့်တက်နေပါတယ်မနေ့ကတနင်္လာနေ့မှာဘိုင်ယန်မြူနစ်ကနီကိုဝီလီယံကိုတရားဝင်ကန်လန့်မှုတွေပြုလုပ်ဖို့ပြင်ဆင်လာပြီဖြစ်ပါတယ်ဘာစီလိုနာကိုပဲပြောင်းရွှေ့ကစားခြင်းတယ်လို့ကစားသမားကိုယ်တိုင်ကဖွင့်ရောက်ပြောဆိုထားပါတယ်ဒီနေ့အင်္ဂါနေ့မှာကစားသမားရဲ့အေဂျင့်ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာအားကစားဒါရိုက်တာဒေကိုတို့ကစားသမားအေဂျင့်တို့နဲ့အတူဘာစီလိုနာမှာဆွေးနွေးမှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်ဒီအပြောင်းရွှေ့ဖြစ်အောင်လို့ဘာစီလိုနာကသူတို့ရဲ့ဘန်နာရေးအခြေအနေပေါ်မူတည်ပြီးဒီပြောင်းရွှေ့ကမြန်မြန်ဆန်ဆန်နဲ့ဖြစ်သွားနိုင်တယ်လို့ဘန်နာရေးဆိုင်ရာမတက်နိုင်ဘူးဆိုရင်တော့တခြားကစားသမားတွေကိုပဲပြောင်းရွှေ့ခေါ်ယူသွားဖို့အစီအစဉ်ရှိပါတယ်ဘိုင်ယန်မြူနစ်ကကင်စလီကိုမန်အလွတ်နဲ့ပြောင်းရွှေ့ခွင့်ရမယ်မန်ချက်စတာယူနိုက်တက်ကမာကတ်ရှ်ရက်ဖိုးကလည်းဘာစီလိုနာကိုလာခြင်းနဲ့နီးပြဟန်စီဖလက်ကလည်းဒီကစားသမားတွေကိုသဘောကျတယ်နီကိုဝီလီယံရဲ့လက်ရှိအက်တလက်တစ်ကပေါက်စီကတော့ယူရို58တန်းဖြစ်ပါတယ်ယူရို58တန်းကိုဘာစီလိုနာကပေးချေနိုင်မယ်ဆိုရင်ဒီကစားသမားကိုဘာစီလိုနာခေါ်ယူနိုင်မှာဖြစ်ပါတယ်လီဗာပူးအသင်းကတော့သူတို့အသင်းရဲ့တိုက်စစ်မှုဒါဝင်နူးနက်ကိုဒီနွေရာသီမှာရောင်းထုတ်နိုင်မယ်ဆိုရင်ဖရန့်ဖို့အသင်းကတိုက်စစ်မှုဟျူဂိုအီကီတီကီနဲ့အစားထိုးမှာဖြစ်ပါတယ်ဒီကစားသမားရဲ့လက်ရှိပြောင်းရွှေ့ခြင်းကတော့ယူရိုတန်း100ဝန်းကျင်ဖြစ်ပါတယ်ကစားသမားရဲ့အေဂျင့်နဲ့လီဗာပူးအသင်းကပြီးခဲ့တဲ့မေလကုန်မှာဆွေးနွေးစကားပြောမှုတွေပြုလုပ်ခဲ့တယ်ဒါဝင်နူးနက်ကိုရောင်းထုတ်နိုင်မယ်ဆိုရင်သူတို့ရဲ့နံပါတ်1ဦးစားပေးရဟူဂိုအီကီတီကီဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ကလည်းကစားသမားရဲ့အေဂျင့်ကိုဆက်သွယ်မေးမြန်းမှုတွေပြုလုပ်ခဲ့တယ်ယူရိုတန်း100ဖြစ်တဲ့အတွက်မန်ချက်စတာယူနိုက်တက်ရဲ့လက်ရှိဘန်နာရေးအခြေအနေကြောင့်သူတို့အသင်းကလည်းနှုတ်ဆက်နေပါတယ်လီဗာပူးအသင်းရဲ့ဘယ်တောင်မှကစားသမားအန်ဒီရောဘတ်ဆန်ကိုအက်တလက်တီကိုအသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဘုံမောက်အသင်းကမီလိုကာကတ်ထွက်ခွာသွားနိုင်တဲ့အတွက်အသင်းရဲ့ဘယ်နောက်ခံနေရာအတွက်ပြင်သစ်ကရင်းကနေပြီးတော့အဒရီယန်ထရူဖဲဆိုတဲ့ကစားသမားကိုခေါ်ယူလိုက်ပါပြီ9နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခြင်းရတော့ပေါင်14.4 တန်းadd on အပါဝင်ဖြစ်ပါတယ်မိတ်ဆွေတို့ရောမိမိရဲ့အသင်းကိုဘယ်လိုကစားသမားတွေခေါ်ယူစေခြင်းလဲဒန်ဒီဖြစ်စေခြင်းလဲ comment လေးတွေရေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနှိပ်ပြီးတော့အားပေးသွားပါအောင်အားလုံးကျေးဇူးတင်ပါတယ်